နီးရတော့ပထမဆုံးကိုဝင်စားတဲ့နေ့လေးပါကိုဝင်ကိုတော့ဦးကြီးဆရာမကြီးဒေါ်တင်းတင်းအောင်နဲ့ပြပြခဲ့ပါတယ်all is well ဆေးကန်းကဆရာဝန်အကိုနဲ့ nurse လေးတွေကဒီဆေးရုံပြဖို့နဲ့ပေါ့နော်ဦးကြီးကိုရွေးပေးခဲ့တာပါပြီးတော့ဒီ all is well ဆေးကန်းကပေါ့နော်ကျွန်တော်တို့တာဦးကိုဝင်မှုဆိုပြီးတော့ဒီစာအုပ်လေးတွေကိုကျွန်တော်တို့လက်ဆောင်ပို့ပေးခဲ့ပါတယ်တည်ထားမယ့်အရာလေးတွေကိုကြိုတင်ပြင်ဆင်ထားဖို့ပါfirst trimester ကာလတော့သူမအတွက်ကတော့နည်းနည်းတော့ခက်ခဲပါတယ်မဖြစ်ဘူးထင်ခဲ့တဲ့ morning sickness လို့ခေါ်တဲ့ဒီဗိုက်ကြီးနာကိုပေါ့နော်6ဘက်လောက်မှာစဖြစ်ခဲ့ပါတယ်သွေးပေါင်တွေကြအစားကောင်းကောင်းမစားနိုင်လို့ all is well မှာပဲဆေးသွင်းခဲ့ရတဲ့ရက်တွေရှိပါတယ် nurse တွေကတော့တက်တာဖို့အတွက်လိုအပ်တာလေးတွေကိုအမြဲဂရုစိုက်ပြောရပါတယ်တက်သားပေါ့တက်တော့ဒါ5မိနစ်ကြော်ပြီးပါပြီကျန်လိုက်တော့လေဒါကြက်ရင်မုံသားလေးပေါ့နော်ဒါစာမုတ်ပြီးကျင်တာပေါ့နှစ်ယောက်စားပရိုတင်းများများစားဖို့လိုတာမဟုတ်အခုလိုအရသာလည်းရှိအာဟာရလည်းပါတာလေးတွေကိုအမြဲလုပ်ကြည့်ဖြစ်ပါတယ်ကိုဝင်က3လဝင်းကျင်လောက်မှာပဲပေါ့နော်နေပြန်ကောင်းပြီးတော့အစားအသောက်တွေလည်းဒါပြန်စားလာနိုင်ပါပြီနောက်တစ်ခုကကိုဝင်4လ5လကတော့ကိုဝင်ဆောင်ကာလရဲ့နေလို့အကောင်းဆုံးအချိန်လို့ပြောရမယ်ဗျမပိုင်ကွာဒါဒီနေ့ကတော့ကိုဝင်လဲ5လပြည့်ပြီဆိုတော့အန်ထရာဆောင်းပြန်အိမ်ပါပါတသားလေးဖြစ်မလားမိမိလေးဖြစ်မလားတော့ရင်ကုန်နေပါတယ်သမီးလေးဖြစ်ဖို့တော့မျှော်လင့်ခဲ့တယ်ဗျာဒါပေမဲ့သားလေးဆိုတော့လည်းချစ်ရတာပါဗျာ all is well ဆေးကန်းကတော့ဆေးရုံပိုကင်ယူတာမျိုးတွေဆေးစာလေးတွေကူဖတ်ပေးတာမျိုးလေးတွေကိုအမြဲလုပ်ပေးပါတယ်ဒီနေ့ကတော့ကိုဝင်20ဘက်မှာရက်ချင်းလေးပြန်လာပြတာပါပုံမှန်အားဖြင့်တော့တစ်လတစ်ချိန်တော့ပြဖြစ်ပါတယ်ပေါင်ချိန်ကတော့2ပေါင်တော့တက်လာပါတယ်ဦးကြီးစီယာမကြီးကဒီတစ်ခေါက်တော့မိခိုင်ကာဝယ်ဆေးကို2ချိန်ထိုးခိုင်းပါတယ်ပထမတစ်ချိန်ကိုတော့ဆေးရုံမှာတစ်ခါတည်းထိုးလာခဲ့ပါတယ်ဒုတိယတစ်ချိန်ကိုတော့နောက်တစ်ခေါက်ရက်ချင်းမပြခင်ပေါ့နော်တစ်လကြာရင်ထိုးရမှာပါဒီမိခိုင်ကာဝယ်ဆေးထိုးရတဲ့ရည်ရွယ်ချက်ကပေါ့နော်ကိုကွင်ဆောင်ချိန်နဲ့မွေးဖွားချိန်တွေမှာဖြစ်တတ်တဲ့ဒီထိခိုက်ရှာနာတွေကြောင့်ပေါ့နော်မိခိုင်ပိုးမဝင်အောင်ကာဝယ်ပေးပါတယ်ကလေးစီကိုလည်းဆေးရနေတင်ရောက်တာမို့ပေါ့နော်မွေးပြီးကလေးကာဝယ်ဆေးမထိုးခင်အချိန်ထိကာဝယ်ပေးမှာပါကိုဝင်24ဘက်မြောက်မှာကိုဝင်ဆောင်စီးကြိုဖြစ်တဲ့ UGTT ကိုဆက်ရပါတယ်။ Olive Well ဆေးကန်းကတော့ပုံမှန်တိုင်းပဲစစ်ဖို့အတွက် appointment ယူပေးထားပါတယ်။ဒါတော့မျိုးထဲမှာစီးကြိုယောဂရှိလို့ပေါ့နော်မဖြစ်မနေဆက်ရမှာပါ။မစစ်ခင်8နာရီလောက် fasting လုပ်ရပါတယ်။ကိုဝင်ဆောင်စီးကြိုရှိရင်ကိုဝင်စိတ်တက်တာကလေးကြီးပြီးမွေးရခတ်တာတွေပြီးလို့ရှိရင်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်နိုင်ပါတယ်သွေးကိုတော့3ချိန်လောက်ဖောက်ပြီးတော့ယူပါတယ် all is well ဆေးကန်းကတော့ထုံးစံတိုင်းပဲ result လေးတွေကိုကူဖတ်ပေးပါတယ်စီးကြိုလည်းမရှိလို့ပို့ပြီးတော့စိတ်ရရပါပြီကိုဝင်ဆောင်ချိန်မှာအာဟာရရှိအောင်လို့ပေါ့နော်ဒါမတူတာလေးတွေကျွန်တော်လုပ်ကြည့်ပြပါတယ်ဒီနေ့တော့ပါမုန်းနူဆန်စားခြင်းနဲ့ဆိုလို့အိမ်မှာပဲလုပ်ကြည့်ပါတယ်ကိုဝင်36ဘက်လောက်မှာတော့မွေးဖို့နီးလာပြီမို့ဒီကလေးပစ္စည်းလေးတွေပေါ့နော်ဝယ်စုပါတယ်နန်းတော်ဝင်ဆိုင်ကတော့နီးဘုံပစ္စည်းလေးတွေတော်တော်စုံတော့အဲ့ဒီကပဲတော်တော်များများဝယ်ပြခဲ့ပါတယ်ဒီ charge ကျန်တဲ့ပစ္စည်းတွေကတော့ဒီအိမ်နာ happy baby မှာပဲဝယ်ပြပါတယ်ကိုဝင်9လလောက်ရောက်လာတော့ဘိုင်ကျော်တွေစပြတ်လာပါတယ်အရင်ကတော့ဘိုင်ဝိုင်းလိမ့်ပေမဲ့ပို့ပြီးတော့ပေါ့နော်အာနိသင်ကောင်းတဲ့တမီပတာလေးပြောင်းလဲပေးပါတယ်အကျော်ပြတ်တာကိုတော့တားလို့မရပါပဲရားတာကိုတော့တက်တာအောင်ညာတိုင်းဒါလိမ့်ပေးပြပါတယ်ဒါကိုဝင်က35ဘက်လဲကြော်ပြီဆိုတော့အန်ထရာဆောင်းနောက်ဆုံးချိန်ရိုက်မှာပါဝေးဖို့အတွက်တခါတည်းရည်ရွယ်ပြီးဦးကြီးဆရာမကြီးကရိုက်ခိုင်းတာပါ
ကလေးကဘလို့အချိန်ကြီးရှိမလဲဆိုတာရင်ခုန်ရတဲ့အချိန်ပေါ့ဗျာကလေးကတော့9ပေါင်ရှိနေပါပြီကလေးကောင်းလဲအောက်ဆိုင်နေတာမို့မွေးဖို့အနေထားလဲမှန်ကန်ပါတယ်ပုံမှန်ဆိုရင်ဒီအချိန်ကရေမွှာရည်နည်းနည်းနဲတတ်တာမို့အခုတော့ဒီမှာရေမွှာရည်လဲနည်းနည်းများတယ်ဆိုတော့စိတ်ရရပါတယ်ဒီနေ့ကတော့မီနီဥတစ်လေးပေါ့ဗျာကြာစံပြုံးမလို့ပါဒီထုံးစံတိုင်းပေါ့နော်ပရိုတင်းများများရအောင်ကြက်ပြုတ်ရည်ကိုသုံးပါပါကြက်ပြုတ်ရည်ဆူလာပြီဆိုရင်တော့အသီးရွက်တွေနဲ့တိုဟူကြာစံလေးကိုဆူလာတဲ့အထိရောပြုတ်ပြီးလို့ဆိုရင်ဒါအရသာမုံလေးကိုထည့်ပြီးတော့ရပါပြီဒီကြက်ပြုတ်ရည်ကတော့ special ပေါ့နော်မပတ်အိုက်ကြိုက်လည်းဖြစ်တာမို့ဒါမျိုးလေးခဏခဏလုပ်ကြည့်ဖြစ်ပါတယ်မွေးဖို့ရက်ကနီးလာပြီမို့ခွဲကမ်းမဝင်ခင်သွေးနဲ့စီကိုဆက်ရပါမယ်38ဘတ်မှာမွေးမှာဆိုတော့လေဒီ38ဘတ်မှာပေါ့နော်ဒါသွေးနဲ့စီကိုဆက်ရတာပါမွေးဖို့နီးလာလေဒါပို့ပြီးတော့ရေခုံရပါတယ်ဒီဆေးရုံမှာပဲမွေးမှာဆိုတော့ကျွန်တော်တို့ဒီမှာပဲအခန်းနဲ့ပကိတ်လေးတွေကိုကြိုပြီးတော့ရွေးမှာပါဒီ animation မှာဒီလိုတဲ့ info တွေပေးနေပေါ့နော်ဒါ super package လေးကိုကျွန်တော်ရွေးခဲ့ပါတယ်၄ညရဲ့9ရက်ပါမမွေးခင်1ရက်ကြိုပြီးတော့ဆေးရုံကိုတက်ရမှာပါရတယ်ဦးတဲ့ရှော်ရမယ်ဟောဖြစ်ဒါဘုံမူကြီးနဲ့တပ်ပုံမီးလိုလဲအောင်အော်လေးကောင်းတော့တယ်ဒါဒီကြောပွဲလေးနီးရတော့စော်ပြီးလာတော့ပူပြတ်ဒါကလေးအင်ကြီးတွေအနီးတွေတပတ်တွေပေါ့နော်ကလေးဝတ်မဲ့အထည်တွေကတော့ဒါအစ်စ်ဆိုပေမဲ့လည်းနောက်တစ်ခေါက်လောက်တက်လျှော်ထားတာပါအားလေးလို့အဲ့လိုလေဆိုတောင်းဝင်ရမီးတိုက်စော်ပြီးွားရတော့မီးဘူးတိုက်တယ်တောင်းဝင်ရတော့မီးတိုက်တယ်မွေးရမယ့်ရက်ကလည်းနီးလာပြီဆိုတော့ဒါပစ္စည်းတွေကိုပေါ့နော်လိုအပ်တဲ့ပစ္စည်းတွေကိုဒါအရေးပေါ်ဆိုရင်အမြန်ထွက်သွားလို့ရအောင်လို့ကြိုတင်ပြင်ဆင်ပြီးထည့်ထားပါတယ်Ahí están. Bye. Cái một. À, rồi sao? Aku ni mày thằng sao vậy? Bye. ခွဲမွေးဖို့ဂျူးတိတ်မတိုင်ခင်2ရက်လူမှာပဲเนาะပိုင်နေနဲ့နာလာလို့ဦးကြီးဆရာမကြီးရှိတဲ့ဒီဆေးရုံကိုကျွန်တော်လိုက်သွားပါတယ်။ emergency ကိုရောက်ချင်းပဲစီးစမ်းတာနဲ့တခြားလိုအပ်တာတွေလုပ်ပေးပါတယ်။ ဦးကြီးဆရာမကြီးကရောက်ခဏီမို့ခွဲကန်းတဲ့ကိုကြိုသွားခိုင်းတာပါတယ်။ urgent case ဖြစ်တာမို့ဒီဦးကြီးဆရာမကြီးကလည်းပေါ့နော်ဒါအမြန်ဆုံးလာပေးပါတယ်။မေးသေးဆရာဝန်ကြီးနဲ့ဦးကြီးဆရာမကြီးလည်းရောက်ပြီဆိုတော့ခွဲကန်းတဲ့ကိုဝင်သွားပါပြီ။မိနစ်30လောက်တော့ကြာပါတယ်။ကဲအခုတော့မျောလင်းခဲ့ရတဲ့အချိန်လေးကိုရောက်လာပါပြီ။ ကြားလေးသမီး9:55နော်ချပါဆက်နာလားဆက်ကောင်းနေနော်အာ
ကလေးကတော့6ပေါင်နဲ့12အောင်သားရှိပြီးတော့ကျန်းပါပါတယ်ကလေးမေကိုတော့ဒါအပြင်ထွက်လာဖို့ကျွန်တော်ခဏဆောင်ရတာပါနော်ဒီမိခင်ရောကလေးရောကျန်းပါလို့တော်တော်လေးစိတ်ရရပါပြီမိခင်ကတော့ခွဲကန်းထဲကထွက်လာတယ်ပေါ့နော်တော်တော်လေးချမ်းနေတာပါဒါချမ်းနေတာလဲနောက်တစ်နိုင်လောက်နေတော့တက်တာသွားပါတယ်ဒီမှာတော့နောက်ထပ်4ရက်လောက်ဆက်နေပြီးတော့ကျွန်တော်တို့ဒီကုသမှုခံယူရမှာပါမိခင်ကတော့မွေးပြီးတာနဲ့နှုတ်လဲတန်းထွက်တော့ပေါ့နော်ဘေဘီလေးကဒါနှုတ်လဲကောင်းကောင်းဆူရတယ်ပြီးတော့ဒီခွဲကန်းထဲမှာလည်းကဒါနှုတ်ဝီကိုသူကောင်းကောင်းတောက်ခဲ့ရတာပေါ့နော်ခွဲမွေးပြီးနောက်တစ်ရက်မှာတော့ဒါအစားအုပ်လဲဒါပုံမှန်စခိုင်းပြီပေါ့နော်လမ်းလဲလျှောက်ခိုင်းပါတယ်ပြီးတော့လမ်းလျှောက်တဲ့အခါမှာလဲဒါဘိုက်စီးကိုစီးပြီးတော့လမ်းလျှောက်ခိုင်းပါတယ်ဒါတွေကတော့အမတ်တရပန်းစည်းနဲ့လက်ဆောင်လေးပေးပစ်ခဲ့ပါတယ်စီးရုံကလည်းအမတ်တရလက်ဆောင်တွေလာပေးပါတယ်ဒီနေ့ကတော့ Royal လေးတရက်ပြည့်ကိတ်ခွဲမှာပါအမတ်တရအနေနဲ့ပေါ့နော်ဆေးဝါးတော့ပုံမှန်ဒါလေ့ကျင့်ခန်းလေးလာလုပ်ပေးပါတယ်မိခင်ကိုလည်းကလေးနဲ့တသားတည်းပြောင်းပေါ့နော်နှုတ်ကိုပုံမှန်တိုက်ခိုင်းပါတယ်ဒါဆေးုံမစင်းခင်ပေါ့နော်အမတ်တရဓာတ်ပုံလေးတွေလည်းဒါလာရိုက်ပေးပါတယ်ကျွန်တော်တို့9ရက်မြောက်နေ့မှာတော့ Ryan လေးနဲ့အတူဆေးရုံကဆင်းခဲ့ပါပြီဒီဗလော့လေးကတော့ Ryan လေးကြီးလိုက်ရင်ပြန်ပြီးကြည့်ဖို့အတွက်အမတ်တရအနေနဲ့တင်လိုက်တာပါအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်